မကောင်းရင်ပြစ်လိုက်3ကြီးလုံးမှမကောင်းရင်ပြစ်လိုက်ကျွန်တော်တို့ဘက်ကနေပြီးတော့ငွေအပြည့်ပြန်အမ်းမယ်မင်္ဂလာပါကျွန်တော်ကတော့ဇက်ဇက်ကကိုအောင်စရာမို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ထပ်ပြီးရောင်းပေးမှာတော့ desktop mini fan ပေါ့နော်ဒီ desktop mini fan ဆိုဆမ်မဆိုတော့ brand နဲ့ထွက်လာတယ်ကျွန်တော်အရင်လည်းရောင်းပေးပြီးသားဖြစ်တယ်ဒီပန်ကလေးကကျွန်တော်တို့ battery system နဲ့ပြည့်တဲ့ပုံမှာကျွန်တော်တို့အားသွင်းထားပြီးသွားရင်မီးမလာဘူးဆိုရင်လည်းကျွန်တော်တို့ခက်လုံးနှိပ်ပြီးတန်းဖွင့်အောင်ပဲကျွန်တော်တို့သုံးလို့ရတယ် battery life ကလည်းအရန်ကြီးကိုကြာရှည်ခံတယ်ဒီလိုတော်တော်လေးကိုအဆင်ပြေတယ်ဒီ battery ပန်ကရဲ့အခြေအနေလေးကိုကျွန်တော်ပြောပြရမယ်ဆိုရင်ကျွန်တော်ဂျားထဲမှာဗီဒီယိုတင်လိုက်ပြီးတော့ကျွန်တော်ညမနက်မိုးလင်းတဲ့အခါမှာပေါ့နော်ကျွန်တော်ရှိမှ order ကျွန်တော်မထင်တာလောက်ထိအောင်ထိကိုကျွန်တော် order တက်နေတယ်ဒါပေမဲ့ဒီအချိန်မှာကျွန်တော်ရောင်းလိုက်တဲ့အချိန်မှာ customer ဘက်ကဒီ product ရဲ့ကောင်းခြင်းဆိုးခြင်းကိုဘာမှမသိသေးဘူးပေါ့နော်ကျွန်တော်ဗီဒီယိုမှာပြောထားတာကိုပဲရှိသေးတယ်ဒီတော့ customer တွေဘက်ကနေပြီးတော့ကျွန်တော်ရှိမှ order တင်တယ်ဝယ်တယ်သုံးတယ်ဒီတော့ကျွန်တော်ရှိမှဗားတွေကျွန်တော်ဝမ်းတာစရာသတင်းလေးတွေအများကြီးရခဲ့တယ် customer တွေဘက်ကနေကျွန်တော်ပြန်လာပြောတယ်မောင်လေးအရန်အဆင်ပြေတယ် battery ကဘယ်လိုခံတယ်နောက်ပြီးတော့လေအားကောင်းတာတွေပေါ့နော်ဒီ good review တွေကြီးပဲပေါ့အများကြီးကျွန်တော်ပြန်ပြီးလာပြောတယ်နောက်ပြီးတော့ဒီဝယ်သွားတဲ့ customer တွေကနေပြီးတော့များသောအားဖြင့်တော့ကျွန်တော်ရှိမှဝယ်တာတော့တစ်ခုချင်းစီဝယ်တာတွေနှစ်ခုဝယ်တာတွေများတယ်ဒါပေမဲ့ဒီတစ်ခုချင်းစီဝယ်သွားတဲ့လူတွေရဲ့နှစ်ခုဝယ်တဲ့လူတွေကနေပြီးတော့ကျွန်တော်ရှိမှ repeat order တွေအများကြီးလာတယ်ဒီပထမတစ်ခေါက်ဝယ်တယ်နောက်တစ်ခေါက် repeat order လာတယ်နောက်တစ်ခေါက်ဝယ်သွားတာကိုမှထပ်ပြီးတော့ order တွေကိုလာတာကိုရှိသေးတယ်ဟိုတနေ့ကဆိုရင်အမကြီးတယောက်ဆိုကျွန်တော်justထပ်မှာတယ်မှာပြီးတော့ပစ္စည်းရောက်သွားပြီးတော့အခါမှာထပ်ပြီးတော့ပြောတယ်မောင်လေးနောက်ထပ်လိုချင်တယ်ဆိုပြီးတော့เนาะပြောလာတယ်ဒီ product လေးကတကယ်ကို quality ကောင်းပြီးတော့အရန်ကြီးကိုပေါ့เนาะပစ္စည်းကယုံကြည်စိတ်ချလို့ရတယ် battery life ကလည်းအရန်ခံတယ်နောက်ပြီးတော့ကျွန်တော်ပန်ကားရဲ့ speed လေးဖွင့်ပြပေးမယ်ဒါကတော့ speed 1 speed 2 speed 3နောက်ပြီးတော့ကျွန်တော်တို့ဇက်ကိုလည်းလိုအပ်သလိုရွှေ့ပြီးတော့သုံးလို့ရတယ်ပေါ့เนาะပစ္စည်း quality အရန်ကောင်းတယ်လက်ရှိ market price ကလည်း3400ကနေ3500 3600ဒီလောက်ထိကိုရှိတယ်ကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့2600နဲ့ပဲပြပါတယ်ဟုတ်ပါတယ်ခင်ဗျာ2600နဲ့ပါဒီတော့ order တင်နေတယ်ဆိုရင် TikTok chat box Facebook page messenger ဒါမှမဟုတ်ကျွန်တော်တို့ Viber နံပါတ်3992538380ကိုဆက်သွယ်ပြီး order တင်နိုင်ပါတယ်ဗျနောက်ပြီးတော့လူလိန်တွေကိုသတိထားပါဗျကျွန်တော်တို့ရဲ့လုပ်ငန်းနာမည်ကိုသုံးပြီးတော့ customer တွေဆက်သွယ်ပြီးတော့ငွေတွေလွှဲခိုင်းတာလေးတွေရှိတယ်ဗျဒါလေးတော့သတိထားစေချင်ပါတယ်နောက်ပြီးတော့ KB နံပါတ်ကလည်း3992538380နာမည်ကတော့အောင်စရာမိုးနာမည်တစ်ခုတည်းသာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်